လူ12ယောက်ကတက်တေခိုင်လုံမှုမရှိဘဲခလေးတယောက်ရဲ့ထွက်ဆိုချက်တစ်ခုကြောင့်10ယောက်ကိုကြိုးပေးကွပ်မျက်ခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အကြော်ကြားဆုံးအမှုအကြောင်းကိုဒီနေ့ပြောပြပေးသွားမယ်။ဒီနေ့ထိ Panther Hill မှာညဘက်မတက်ရဲတဲ့သူတွေရှိနေသေးပါ။မင်္ဂလာပါ။ ESN Crime Station Horror Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အခါတိုင်းတင်ဆက်ပေးနေကြပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ညအိယာဝင် horror story ပုံစံမျိုးလေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။1600ပြည့်နှစ်အစောပိုင်းကအင်္ဂလန်နိုင်ငံလန်ကာရှိုင်းယားဒေသဟာစင်ရံနွမ်းပါတဲ့ကြီးလက်နယ်မြေတစ်ခုဖြစ်ပါတယ်။အဲ့ဒီခေတ်မှာလူတွေကယောဂါတွေမိုးခါမှုတွေခလေးတည်ဆုံမှုမွေးမြူရေးတိရစ္ဆာန်တွေတည်ဆုံမှုတွေကိုသိပ္ပံနည်းကျနဲ့ရှင်းမပြနိုင်ကြသေးဘူး။ဘာမကောင်းတဲ့တစ်ခုပဲဖြစ်ဖြစ်စုံမတွေကချိန်စာတိုက်တာဆိုပြီးတော့ယုံကြည်နေကြတယ်။ Panther Hill အနီးမှာတော့အလွန်ဆင်းရဲတဲ့မိသားစုတစုရှိနေပါတယ်။မိသားစုခေါင်းဆောင်က Elizabeth Southern လူတွေကသူမကို Old Dumb Dyke လို့ခေါ်တယ်။အသက်ကြီးပြီးညလုံးကမမြင်တဲ့လောက်နီးပါအိမ်ကလည်းပျက်စီးလို့နီးပါဖယိုဖယက်နဲ့ဖြစ်နေပြီ။သူမကအပင်တွေဆေးပင်တွေဆေးရွက်တွေအမြစ်တွေကိုအသုံးပြုပြီးတော့ယောဂကုသပေးတတ်တယ်လို့ဆိုပါတယ်အဲ့ဒီခေတ်မှာဒီလိုလူမျိုးတွေကို healer လို့မမြင်ကြဘဲနဲ့စုံမတွေလိုပဲမြင်ကြတယ် Old Dumb Dyke မှာသမီးတစ်ယောက်ရှိတယ် Elizabeth Device ဖြစ်ပြီးတော့မြေးတွေဖြစ်တဲ့ James Device, Alison Device, Janet Device တို့နဲ့အတူနေထိုင်ကြတယ်ဒီမိသားစုကတောင်ရန်စားတောက်ရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြရတယ်ဒါပေမဲ့ Panther Hill မှာတော့သူတို့မိသားစုတစ်ခုတည်းမဟုတ်ဘူးနောက်ထပ်မိသားစုတစုလည်းရှိနေပါသေးတယ်။အဲ့ဒါက Annie Whitehall လူသိများတဲ့နာမည်က Old Chathouse သူမဟာလည်းအသက်ကြီးဆင်းရဲသားအပင်ဆေးကူတတ်သူပေါ့နော်။ဆုံးမလို့နာမည်ကြီးနေတဲ့အပင်တွေကိုကြိုချက်ပြီးတော့မှနေဆေးကူတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ဒီမိသားစုနှစ်စုကနှစ်ပေါင်းများစွာရန်ညှိုးရှိနေကြတယ်။တစ်ဖက်ကိုတစ်ဖက်ချိန်စာတိုက်တယ်။တရိတ်ဆန်တွေကိုတအိမ်ကနေတအိမ်ခိုးယူကြတယ်။မကောင်းတာမှန်သမျှတယောက်နဲ့တယောက်အပြစ်တင်ကြတယ်ရွာသားတွေကလည်းသူတို့မိသားစုတွေနှစ်ဦးနာကိုသူတို့မိသားစုနှစ်စုနာကိုဘသူမှမကတ်ချင်ကြဘူးရွာသားတွေကလည်းသူတို့ကိုဖယ်ကျင်ထားကြတယ်ပေါ့နော်1612ခုနှစ်မတ်လအသက်18နှစ်အရွယ် Alison Device ဟာလမ်းပေါ်မှာဒီတိုင်းသွားလာပြီးတော့လှက်ပတ်နေတဲ့ပင်လယ်ကမ်းရိုးတစ်ဘက်ကိုတွားပြီးတော့မှနေအထယ်ရောင်းဝယ်လုပ်တဲ့ဂျွန်လောဆိုတဲ့ဒီကုံတဲ့တူးနဲ့တွေ့ဆုံခဲ့တယ်။သူမကအချုပ်ဖို့အတွက်တန်ပင်အပ်ပေါ့နော်။ပင်အပ်တွေကိုသူ့ရှိရနေတောင်းယူတယ်ပေါ့နော်။ तू ကကုံတဲ့ဆိုတော့သူ့ရှိမှာအဲ့လိုပစ္စည်းတွေကပါတယ်လေ။အဲ့ဒါတွေကိုတောင်းယူတယ်။ဂျွန်လောကမပေးဘူး။အဲ့ကောင်မလေးကိုညှင်းလိုက်တယ်။ तू မပေးနိုင်ဘူးပေါ့။အဲ့ဒီချိန်မှာ Alison ကဒေါသထွက်သွားပြီးတော့ကျိန်စာဆန်စကားတွေကိုပြောပြီးတော့ကျိန်စာတိုက်တယ်လို့မျိုးလှုပ်လိုက်တယ်။စက္ကန့်ပိုင်းအကြာမှာပဲဂျွန်လောကမြေပြင်ပေါ်ကိုလဲကျသွားတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ဖက်ချမ်းကလုံးဝလှုပ်ရှားလို့မရနိုင်တော့ဘူး။ရွာသားတွေအတွက်ကတော့ဒါကမတော်တဆတော့မဟုတ်ဘူးပေါ့နော်။သူတို့အယူအဆရဆိုရင်ဒါကစုံမကကျိန်စာတိုက်လို့အခုလိုဖြစ်သွားတာဆိုပြီးတော့ယုံကြည်ကြတယ်။အဲ့ဒီဖြစ်ရက်တစ်ခုကအင်္ဂလန်သမိုင်းမှာအကျော်ကြားဆုံးစုံမအမှုကြီးတစ်ခုကိုအစပြုလိုက်တာပဲဖြစ်တယ်။ဂျွန်လောကမြေပြင်ပေါ်ကိုလဲကျသွားတဲ့တည်င်းဟာနိုင်ပိုင်းအတွင်းမှာပဲလန်ကာရှိုင်းယားတခွင်ကိုပြန့်နှံ့သွားခဲ့တယ်။အဲ့ဒီခေတ်မှာဆရာဝန်တွေကလည်းမရှိသလောက်ဒီလေဖြတ်တဲ့ယောဂပေါ့နော်ဒီ stroke ရတဲ့သူတွေဆိုတာလဲသူတို့ကမသိကြသေးဘူး။ဒါကြောင့်လူတယောက်ခန္ဓာကိုယ်တစ်ဖက်မလုံးနိုင်တော့ဘူးဆိုတာနဲ့ရွာသားအလုံးကဒီမိန်းမကဆုံးမပဲဒီမိန်းမကပြုတ်စားလိုက်တာပဲဆိုပြီးတော့ယုံကြည်သွားကြတယ်။အံ့ဩစရာကောင်းတာက Alison Device ကိုယ်တိုင်ကလည်းသူ့ကိုယ်သူအပြစ်မရှိဘူးလို့မငြင်းခဲ့ဘူး။သူမကငါဒေါသထွက်ပြီးတော့ကျိန်စာတိုက်လိုက်တယ်အဲ့ဒီနောက်သူလဲကြသွားတာပဲအဲ့လိုမျိုးပြောလိုက်တယ်အဲ့ဒီခေတ်မှာပြန်သုံးတက်ကြည့်လိုက်ရင်သူမဟာတကယ်ဆုံးမဖြစ်နေလို့မဟုတ်ဘဲနဲ့ငယ်ငယ်ကလေးကအဆုံးအကြောင်းတွေကိုယုံကြည်ကြားနာနေရလို့ပေါ့နော်သူကိုယ်တိုင်တောင်မှပဲသူ့မှာထူးခြားတဲ့စွမ်းအင်တွေရှိနေခဲ့တယ်ဆိုပြီးတော့သူ့ကိုယ်သူအဲ့ဒီလိုပဲယုံကြည်သွားတာလို့ဖြစ်နိုင်တယ်ဆိုပြီးတော့တမိုင်းပညာရှင်တချို့ကလည်းသုံးသပ်ကြတယ်ဒီသတင်းကနောက်ဆုံးမှာဒေတာခံတရားသူကြီးRoger Nowell ရဲ့လက်ထဲကိုနားထဲကိုရောက်သွားတယ်ပေါ့နော် Roger Nowell ဟာ
စုံအမှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နင်းခြင်းနေတဲ့တရားသူကြီးတယောက်ဖြစ်ပြီးတော့ဘယင် James ကထုတ်ပြန်ထားတဲ့ဒီ witchcraft law ပေါ့နော်အလေးထားအဲ့ဒီ witchcraft law ကိုလည်းအလေးထားလိုက်နာသူဖြစ်တဲ့ဒီဆုံးမနှိမ်နင်းရေးဥပဒေနေမှာပေါ့နော်သူ့အတွက်ဒီဖြစ်ရဟာတာမန်အမှုတော့မဟုတ်ဘူး1612ခုနှစ်မေမတ်လ30ရက်နေ့မှာ Alexander Device ကိုစစ်မေးဖို့ခေါ်လာခဲ့တယ်အဲ့ဒီစစ်ဆေးမှုက Pandal Witch ရဲ့ဖြစ်ရကြီးရဲ့အစပဲဖြစ်တယ်တရားသူကြီးရှိရောက်တဲ့အခါမှာ Alexander ကအပြစ်ကိုမငြင်းဘူးအဲ့ဒီအစားသူမကဒီသူ့အဖွာပေါ့နော် Old Damdike ကနှစ်ပေါင်းများစွာစုံပညာသုံးနေခဲ့တယ်ဆိုပြီးတော့တောင်းဝန်ခံလိုက်သေးတယ်အဲ့ဒါလည်းမကဘူးဒီရန်သူဖြစ်တဲ့ Old Chathouse ရဲ့သူ့ရဲ့သမီးပေါ့နော် Annie Reference ကိုလည်းစုံတွေဆိုပြီးတော့မှထပ်ပြီးတော့ဆွဆွဲလိုက်တယ်ဒီလိုနဲ့မိသားစုနှစ်စုရဲ့ရန်ညူးကတရားရုံးနဲ့အထီရောက်လာတယ် Roger Nowell အတွက်ကတော့ဒီလိုအချင်းချင်းဆွဆွဲနေတဲ့ဝန်ခံချက်တွေကအမှုကိုပုံမခိုင်မာလာသလိုထင်ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ Old Damdike နဲ့ဒီ Old Chathouse ပေါ့နော်ဒီပြီးတော့ခါကျတော့သူ့ရဲ့မြေးလေး Annie Reference ကိုလည်းဖမ်းဆီးပြီးတော့မှနေ Lancaster Castle အကျဉ်းထောင်ကိုပို့လိုက်တယ်အဲ့ဒီအချိန်မှာဘယ်သူမှမသိသေးတာဒါအစပဲရှိသေးတယ်ဆိုတာဟုတ်ပါနောက်ထပ်ရအနှဲငယ်အကြာမှာ Malkin Tower လို့ခေါ်တဲ့အိမ်လေးတစ်လုံးမှာလူအများအပြားစုဝေးခဲ့တဲ့ဖြစ်ရပ်တစ်ခုထပ်ပြီးတော့ဖြစ်ပွားခဲ့တယ်။အာဏာပိုင်တွေကအဲ့ဒီစုဝေးမှုကိုစုံးလို့ရဲ့လျှို့ဝှက်အစည်းအဝေးဆိုပြီးတော့ယူဆလိုက်ပြီးတော့အမှုကလူနည်းစုတစုကနေလူ12ယောက်အထိကျေပြန့်သွားခဲ့တယ်။အဲ့ဒီမှာ Malkin Tower မှာတကယ်ဘာတွေဖြစ်ခဲ့တာလဲ။တကယ်ပဲစုံးတွေရဲ့လျှို့ဝှက်အစည်းအဝေးဖြစ်ခဲ့သလား။ဒါမှမဟုတ်ဆင်ရသားမိသားတစုရဲ့တာမန်တွေ့ဆုံပွဲကိုအာဏာပိုင်တွေကအတိတ်ပဲလွဲသွားခဲ့Lancaster Castle အကျဉ်းထောင်ထဲကို Old Damdike, Old Chathouse ပြီးတော့သူ့ရဲ့မြေးမလေးသူ့ရဲ့သမီးလေးပေါ့နော် Annie Reference တို့ကိုပို့လိုက်ပြီးတဲ့နောက်မှာအာဏာပိုင်တွေကအမှုပြီးသွားပြီဆိုပြီးတော့မှနေထင်ခဲ့ကြတယ်။ဒါပေမဲ့တကယ်မုံတိုင်းကအခုမှစပါတော့မယ်1612ခုနှစ် Good Friday နေ့ Panther Hill မှာရှိတဲ့ Malkin Tower ဆိုတဲ့အိမ်လေးတစ်လုံးမှာလူအများအပြားကထူးထူးခြားခြားစုဝေးနေခဲ့ကြတယ်။ဒီအိမ်က Elizabeth Device နဲ့သူ့မိသားစုနေထိုင်ခဲ့တဲ့နေရာပါ။မိသားစုဝင်ဆွေမျိုးတွေအိမ်နီးချင်းတွေစုပြီးအစားအသောက်တွေလှုပ်ရှားခဲ့တဲ့ပါတီလိုမျိုးပေါ့နော်တချို့မှတ်တမ်းတွေကဆိုတယ်ဒါပေမဲ့အာဏာပိုင်တွေရဲ့အမြင်ကတော့မတူဘူးသူတို့ကဒီဟာကဆုံးမတွေရဲ့လျှို့ဝှက်အစည်းအဝေးပဲဆိုပြီးတော့သတ်မှတ်လိုက်ကြတယ် Roger Nowell ဟာဒီသတင်းကိုကြားတာနဲ့လူတွေကိုစုံစမ်းစစ်ဆေးခိုင်းလိုက်တယ်သူ့ရဲ့လူတွေပေါ့နော်ဒီစုံစမ်းစစ်ဆေးရေးပြုလုပ်တဲ့သူတွေကိုစုံစမ်းခိုင်းလိုက်တာစုံစမ်းရင်းနဲ့ Malkin Tower မှာစုဝေးနေကြတဲ့သူတိုင်းရဲ့နာမည်စာရင်းကိုစာရင်းလုပ်လာတယ်အဲ့ဒီထဲမှာ Alice Nutter, Catherine Howard, John Bullock, Jane Bullock, Isabel Ronin တခြားလူတွေလည်းပါလာတယ်အများစုကစင်ရဲသားတွေလူမှုအတိုင်းဝိုင်းနယ်မှာနာမည်မကောင်းတဲ့သူတွေဒါမှမဟုတ်တယောက်နဲ့တယောက်ရန်ညိုးရှိနေတယောက်နဲ့ပေါ့နော်တခြားဒဇိန်တယောက်နဲ့ရန်ညိုးရှိနေတဲ့သူတွေဒီလိုနဲ့အစကလူ3ယောက်ပဲရှိတဲ့အမှုပေါ့နော်3-4ယောက်ပဲရှိတဲ့အမှုကတဖြည်းဖြည်းနဲ့လူ12ယောက်အထိကြီးထွားလာခဲ့တယ်ဒါပေမဲ့အမှုတစ်ခုလုံးကိုအပိသက်ပြောင်းလဲသွားစေတဲ့သူကတော့ဆုံးမတစ်ယောက်မဟုတ်ဘူးလူသက်သမားလည်းမဟုတ်ဘူးအသက်9နှစ်ပဲရှိသေးတဲ့ကလေးမလေး Janice Device ပဲဖြစ်တယ် Janice က Elizabeth Device ရဲ့သမီး Alexander Device ရဲ့ညီမပါဒီနေ့ခေတ်မှာကြည့်ရင်သူမကတာမန်ကလေးတစ်ယောက်ပဲဒါပေမဲ့1612ခုနှစ်အင်္ဂလန်မှာတော့သူမရဲ့စကားတစ်ခုကလူတစ်ယောက်ရဲ့အသက်ကိုတတ်နိုင်တဲ့အင်အားရှိနေခဲ့တယ်ဒီတရားသူကြီး Roger Nowell ကဂျန်နက်ကိုတီးတန့်စစ်မေးခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမပြောသမျှကိုလူကြီးတွေကအမှန်တွေကြည့်ပဲလို့ယုံကြည်နေကြတယ်ဂျန်နက်ကကျမအမေကစုံပညာသုံးတာမြင်ဘူးတယ်အဖွားလည်းဆုံးမပါဒီလူတွေအားလုံးကစုံတွေကြည့်ပဲအဲ့လိုမျိုးတယောက်ပြီးတယောက်ရဲ့နာမည်ကိုတက်ပြီးတော့ပြောလိုက်တယ်ဒီထွက်ဆိုချက်ကနောက်ပိုင်းမှာ Lancaster Assist နောက်ပိုင်းမှာ Lancaster Assizes တရားရုံးမှာအရေးကြီးဆုံးသက်သေအဖြစ်အသုံးပြုခံရပါတော့တယ်ဒါပေမဲ့
ဒီနေ့သမိုင်းပညာရှင်တွေကတော့ဂျန်နတ်ဟာအမှန်ကိုပြောခဲ့တာလားဒါမှမဟုတ်တရားသူကြီးတွေကဖိအားပေးခံရလို့ပြောခဲ့တာလားဘယ်သူမှအသေးချာမပြောနိုင်သေးပါဘူးတခုတော့သိကြပါတယ်အသက်9နှစ်အရွယ်ကလေးမလေးရဲ့စကားတွေကြောင့်လူ10ယောက်ရဲ့ကံကြမ္မာဟာပြောင်းလဲသွားခဲ့ပါတယ်1612ခုနှစ်ဩဂုတ်လမှာလန်ကတ်စတာကက်စတယ်မှာအင်္ဂလန်ရဲ့အကျော်ကြားဆုံးမအမှုကြီးကိုစတင်ကြားနာပါတော့တယ်။တရားသူကြီး2ဦးကအမှုကိုစစ်ဆေးပါတယ်။အဲ့ဒီခေတ်မှာဆုံးပညာကျူးလွန်နေဆိုတာပြစ်မှုဟာတေတံပေးနိုင်လောက်တဲ့အထိပြစ်မှုကြီးတာကြောင့်မို့လို့တရားရုံးတစ်ခုလုံးဟာတင်းမာတဲ့လေထုနဲ့ပြည့်နှက်နေတယ်။အမှုဆဆချင်းမှာ Elizabeth Device ကိုတရက်ခွင်ထဲကိုခေါ်လာတယ်။ဒါပေမဲ့တရားသူကြီးတွေကထူးခြားတဲ့အဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အသက်9နှစ်အရွယ် Janet Device ကိုတက်သေးထွက်ခိုင်းမယ်။ Elizabeth Device ဟာရုတ်တရက်အော်ဟစ်ငိုကြွေးပြီးတော့ငါသမီးကိုမယုံကြနဲ့။ "तू ဘာမှမသိသေးတဲ့ကလေးပဲလို့အော်ပြောပါတော့တယ်။သူမရဲ့အတန်ကြောင့်မလို့တရားသူကြီးတွေက Elizabeth ကိုတရားရုံးကနေဆွဲထုတ်ခိုင်းလိုက်တယ်။သူ့ကိုအပြင်ထုတ်ထားပြီးမှ Janet ကိုတရားရုံးထဲမှာတယောက်တည်းတက်သေးထွက်ခိုင်းခဲ့တာ။ Janet ကကြောက်ရွံ့နေတဲ့ပုံတော့မပေါ်ဘူး။သူမကတရားသူကြီးကိုတက်ကြည့်ပြီးကျမအမေဟာဆုံးမပါ။ Annie Reference လည်းဆုံးမ Alice Nada လည်းဆုံးမလို့လူတယောက်ချင်းစီကိုလက်ညှိုးထိုးပြီးပြောခဲ့တာပါတရားရုံးထဲကလူတွေကတော့ခလေးမလေးရဲ့စကားတွေကိုငြိမ်သက်စွာနားထောင်နေကြတယ်ဒီနေ့ခေတ်ဥပဒေအရအသက်9နှစ်အရွယ်ကလေးတယောက်ရဲ့ထွက်ဆိုချက်တစ်ခုတည်းနဲ့လူတွေကိုတည်တံတော့မချနိုင်ခဲ့ပါဘူးဒါပေမဲ့1612ခုနှစ်မှာအင်္ဂလန်မှာတော့ဂျန်နက်ရဲ့ထွက်ဆိုချက်ကအလွန်အားကောင်းတဲ့သက်သေတစ်ခုဖြစ်နေခဲ့တယ်တရားသူကြီးတွေကသူမပြောသမျှကိုအမှန်အဖြစ်နဲ့ယုံကြည်လိုက်ကြတယ်။ရက်အနှဲငယ်ကြာစစ်ဆေးပြီးတဲ့နောက်မှာတရားရုံးကဆုံးဖြတ်ချက်ချလိုက်ပါတယ်။လူ10ယောက်ကိုဆုံးပညာနဲ့အသုံးပြုမှုနဲ့အပြစ်ရှိကြောင်းဆုံးဖြတ်ပြီးတော့ကြိုးပေးကွပ်မျက်ဖို့အမိန့်ချလိုက်ပါတော့တယ်။အပြစ်ရှိတယ်လို့ဆုံးဖြတ်ခံရတဲ့သူတွေထဲမှာ Elizabeth Device, Annie Reference, Alice Nada, Catherine Howitt, John Bucklot, Jane Bucklot, Alice Gray Isabel Roby Margaret Person ကတော့အခြားပြစ်မှုနဲ့ပေါ့နော်အဲ့ဒါသူတို့တွေနဲ့နောက်ထပ်အမျိုးသမီးအမျိုးသားတချို့တွေပါဝင်နေခဲ့တယ်အဲ့ဒီထဲမှာ Oldham Tide ကတော့တရားခွင်မှာမစစ်ဆေးခင်အကျဉ်းထောင်ထဲမှာပဲတည်ဆုံးသွားခဲ့တယ်1612ခုနှစ် August 20ရက်နေ့မှာတော့ Lancaster မြို့က Gallow Hill မှာလူ10ယောက်ကိုတယောက်ပြီးတယောက်ကြိုးပေးကွပ်မျက်လိုက်တယ်သူတို့ကတကယ်ပဲဆုံးတွေလားဒါမှမဟုတ်အယူသီးမှုကြောက်ရွံ့မှုနဲ့လူတွေရဲ့မတရားမှုတွေရဲ့သားကောင်တွေရလားဒီမိကုန်းရဲ့အဖြေကိုနှစ်ပေါင်း400ကျော်တဲ့အထိဘယ်သူမှလည်းတိတိကျကျမဖြေနိုင်သေးပါဘူးဒီပန်တာဝစ်နဲ့ပတ်သက်ပြီးတော့နိုင်ငံရေးနဲ့ဘာသာရေးနောက်ခံအခြေအနေတွေကိုလည်းပုံပြင်တစ်ပုဒ်လိုမျိုးဆက်ပြီးတော့ပြောပြသွားမယ်အဲဒါကြောင့်မလို့ဆက်ပြီးတော့နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ပြီးခင်ကြပါအောင်နော် Pantawich အမှုဖြစ်ပွားခဲ့တဲ့1612ခုနှစ်ကာလဟာအင်္ဂလန်နိုင်ငံမှာ Protestant နဲ့ Catholic ဘာသာဝင်တွေအပြင်းအထန်ပြိပခဖြစ်နေတဲ့အချိန်ဖြစ်တယ်။ဘုရင် Henry VIII လက်ထက်မှာ Roman Catholic ဘုရားကျောင်းကနေခွဲထွက်ပြီးတဲ့နောက်မှာဘုရင်မအပြောင်းအလဲတိုင်းမှာနိုင်ငံရေးနဲ့ဘာသာရေးမူဝါဒတွေကလည်းလိုက်ပြီးတော့ပြောင်းလဲနေခဲ့တယ်။ King James နန်းတက်လာတဲ့အချိန်မှာတော့ကက်သလစ်တွေကိုအလုံးမဲ့တန်တရာထားပြီးတော့အစိုးရဆန့်ကျင်တဲ့သူတွေနိုင်ငံတော်အန္တရာယ်ပေးနိုင်တဲ့သူတွေအဖြစ်စောင့်ကြည့်ခဲ့တယ်။ Pantel အမှုမဖြစ်ခင်9နှစ်အလို1605ခုနှစ်မှာ Gunpowder Plot လို့အမည်ရှိတဲ့နာမည်ကြီးလုပ်ကြံမှုအစီအစဉ်တစ်ခုပေါ်ပေါက်ခဲ့တယ်။ကက်သလစ်အဖွဲ့ဝင်တချို့က King James နဲ့လွှတ်တော်အဆောက်အဦကိုဖောက်ခွဲတပ်ဖြတ်ဖို့အတွက်ကြံစည်ခဲ့ကြတာအစီအစဉ်မအောင်မြင်ခဲ့ပေမဲ့အဲ့ဒီဖြစ်ရကြောင်းမလို့အင်္ဂလန်နိုင်ငံတနိုင်ငံလုံးထိတ်လန့်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းအစိုးရကတန်တရားရှိသူတိုင်းကိုပို့ပြီးတော့ဆောင်ကြည်လာခဲ့တယ်။ဒေသခံအရာရှိတွေကိုလည်းအန္တရာယ်ဖြစ်စေနိုင်သူတွေကိုဖော်ထုတ်ဖို့အတွက်တိုက်တွန်းခဲ့တယ်။လူတွေကလည်းမကောင်းဆိုးဝါးနှက်ဆိုးနဲ့ပူပေါင်းလာတဲ့သူတွေနေတဲ့သူတွေရှိတယ်ဆိုပြီးတော့ပုံမပြီးတော့ယုံကြည်လာခဲ့တယ်။ဒီစေတန်ကိုင်းနေအဲ့ဒါဒီပေါ့နော်နတ်ဆိုးမိစ္ဆာတွေကိုယုံကြည်ကိုးကွယ်လာတဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့ယုံကြည်လာကြတယ်။ King James ဟာဆုံးမတွေတကယ်ရှိတယ်ဆိုပြီးတော့မှနေ
အဲ့ဒီအယူဝါဒကိုပေါ့နော်အရန်ယုံကြည်တဲ့သူဖြစ်တယ်သူကကိုးကွယ်တာတော့မဟုတ်ဘူးဆုံးမတွေဒီဆုံးတွေကလူတွေကိုပြုစားနိုင်တယ်ဆိုတဲ့အဲ့ဒီအယူကိုပေါ့နော်သူကယုံကြည်နေတာလူတွေကဒီဆုံးမတွေကလူချင်းပြုစားနိုင်တယ်ဆိုတဲ့အယူဝါဒကိုသူကဆွဆွမြဲမြဲယုံကြည်နေတာသူက demonologist ဆိုတဲ့စာအုပ်ကိုတောင်မှပဲကိုယ်တိုင်ရေးသားပြီးတော့ဆုံးမတွေဟာစာတန်နဲ့စာချုပ်ချုပ်ထားတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့မှနေဖော်ပြခဲ့တယ်။ဒါကြောင့်တရားသူကြီးတွေကဆုံးမအမှုတွေကိုပို့ပြီးတော့အလေးနက်ထားလာကြတယ်။ဒေသခံအာဏာပိုင်တွေကလည်းဆုံးမတွေကိုဖမ်းဆီးစစ်ဆေးဖို့ကြိုးစားလာတယ်။ပြည်သူတွေကလည်းဆုံးမတွေကိုဖော်ထုတ်ခြင်းဟာနိုင်ငံတော်နဲ့ဘာသာကိုကိုယ်ကွယ်ဒီကာကွယ်တာပေါ့နော်။သူတို့နိုင်ငံရဲ့ဘာသာနဲ့ဒီနိုင်ငံတော်ကိုကာကွယ်တာဆိုပြီးတော့မှနေယုံကြည်နေခဲ့ကြတယ်။ဖန်တယ်တောင်တန်းတွေမှာရှိတဲ့လန်ကာရှိုင်းယာဒေသဟာအရန်ဆင်းရဲပြီးတော့တောင်ထူထပ်တဲ့နေရာဖြစ်ခဲ့တယ်။အဲ့ဒီဒေသမှာကက်သလစ်ဘာသာကိုပြုတ်ဝက်ကိုးကွယ်သူများလည်းရှိနေသေးတယ်။ပညာရေးကလည်းအရင်နှိမ့်ကြတယ်။ရိုးရာယုံကြည်မှုနဲ့မော်ဆန်တဲ့အယူအဆတွေကလည်းကြန့်ရှိနေသေးတယ်။နတ်ဆရာပေါ့နော်။နတ်ဆရာတွေပြီးတော့ဒီဆေးမီတို့ရောင်းတဲ့သူတွေဘေးတင်ဟောတဲ့သူတွေဒီနတ်ဟောစားတဲ့သူတွေအဲ့ဒီမိစ္ဆာတွေနဲ့ထိတွေ့ပြီးတော့မှဘယ်လိုခေါ်မလဲနတ်ဟောတဲ့သူတွေပေါ့နော်။အဲ့လိုမျိုးတွေကိုလည်းသူတို့ကအရန်ယုံကြည်နေကြတယ်။ဒီဆုံးမတွေကိုလည်းအရန်ယုံကြည်ကြသေးတယ်ပေါ့နော်။အစိုးရအမြင်မှာတော့လန်ကာရှိုင်းယာဒေတာဟာဆုံးမတွေပေါက်ဖွားတဲ့ဒေတာဆိုပြီးတော့မှနေတတ်မှတ်ခံထားရတဲ့နေရာတစ်ခုတောင်ဖြစ်လာခဲ့တယ်။ဖန်တယ်မှာဆွဆွဲခံရတဲ့သူအများစုကအလွန်ဆင်းရဲတဲ့မိသားစုတွေပဲဖြစ်ကြတယ်။သူတို့ကဒီတောင်းစားတာစင်မီတို့ရောင်းတာပြီးတော့ဘေးတင်ဟောတာပြီးတော့တခြားသူတွေကိုဒီကျမရေးလူမှုရေးစီးပွားရေးတွေအတွက်ဆုတောင်းပေးတာစတဲ့အလုပ်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်ကြတယ်။တရိษံတွေတေသွားရင်ခလေးတွေဖြားရင်တီးနှံပြက်စီးရင်လူတွေကအဲ့ဒီစင်ရင်သားတွေကိုဆုံးမလို့ဆွဆွဲဖို့အတွက်အရန်ကိုလွယ်ကူသွားကြတာပေါ့ဖန်တယ်ဖြစ်ရကြီးရဲ့အဓိကမိသားစုနှစ်စုဖြစ်တဲ့ device မိသားစုနဲ့ chat house မိသားစုဟာနှစ်ပေါင်းများစွာအပြိုင်အဆိုင်အညှို့အတေးတွေရှိခဲ့ကြတာနှစ်ဖက်စလုံးကတစ်ဖက်ကိုတစ်ဖက်ဆုံးမလို့ဆွဆွဲတဲ့အပြစ်တင်နဲ့အပြန်အလှန်တက်တည်ထွက်ဆိုတဲ့နောက်ဆုံးမှာတော့ဒေသခံအာဏာပိုင်တွေအတွက်အဲ့ဒီထွက်ဆိုချက်တွေကိုအမှန်တရားလို့ယူဆပြီးတော့အမှုကြီးတစ်ခုအဖြစ်ပြောင်းလဲပြီးဒီလူတွေကပဲဒီအမှုရဲ့တရက်ခန့်နေအဖြစ်နဲ့တတ်မှတ်ခြင်းခံရပြီးတော့နောက်ပိတ်ဆုံးမှာကွပ်မျက်ခြင်းခံလိုက်ရတဲ့အထီတောင်မှဖြစ်ခဲ့တာပေါ့နော်နောက်ထပ် Janice Devine ရဲ့နောက်ဆုံးဘဝသမိုင်းနဲ့ပြီးတော့သူ့ရဲ့အကြီးမားဆုံးကံကြမ္မာလက်ကွက်တွေအကြောင်းကိုဆက်ပြီးတော့ပြောပြမယ်ဖန်တယ်ဝစ်ရဲ့ဖြစ်ရတဲ့မှာလူပြောအများဆုံးနဲ့အငင်းပွားနေစေလူတယောက်ရှိတယ်ဆိုလို့ရှိရင်သူကတော့ Janice Devine ပါအသက်9နှစ်အရွယ်မှာကိုယ်တိုင်တရားရုံးထဲဝင်ပြီးတော့သူ့ရဲ့အမေအကိုဆွေမျိုးတွေအပေါ်မှာတက်တည်ထွက်ဆိုခဲ့တဲ့ကလေးမလေးကနောက်ပိုင်းမှာတော့တမိုင်းရဲ့အကြီးမားဆုံးကံကြမ္မာလက်ကွက်တွေကိုကြုံတွေ့ခဲ့ရတယ်။တရားရုံးအပြီးမှာဂျန်နက်ရဲ့ဘဝကိုနှစ်အတော်ကြာတမိုင်းမှတ်တမ်းတွေမှာတော့မတွေ့ရဘူး။သူမကဘသူနဲ့နေခဲ့တယ်လဲဘလို့ကြီးပြင်းလာခဲ့တယ်လဲဘသူကပြုစုပြိုးထောင်ခဲ့တယ်လဲဆိုတာကိုလည်းတိတိကျကျမသိရဘူး။ဒါပေမဲ့1634ခုနှစ်ဖန်တယ်ဒေသမှာဆုံးမအမှုအသစ်တစ်ခုပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီအမှုထဲမှာ Janice Devine ဆိုတဲ့အမျိုးသမီးဟာဆုံးမအဖြစ်နဲ့ဆွဆွဲခံနေခဲ့ရတယ်။တမိုင်းပညာရှင်အများစုကတော့ဒီ Janet က1612ခုနှစ်ကခလေးမလေး Janet Devine နဲ့တယောက်တည်းဖြစ်နိုင်ကြီးအလွန်များတယ်ဆိုပြီးတော့ယူဆခဲ့ကြတယ်။အကယ်၍အဲ့ဒါသာအမှန်ဆိုရင်တစ်ချိန်ကဆုံးမလို့တခြားသူတွေကိုဆွဆွဲခဲ့တဲ့ကလေးမလေးဟာလည်းနှစ်ပေါင်း22နှစ်အကြာမှာကိုယ်တိုင်ဆုံးမအဖြစ်ဆွဆွဲခံရတဲ့အခြေအနေကိုရောက်လာခဲ့တာပဲဖြစ်တယ်။တို့မြန်မာနိုင်ငံမှာလို့ဆိုလို့ရှင်တော့တို့ဗုဒ္ဓဘာသာအယူအဆတွေမှာဆိုရင်တော့ဝစ်လေတာပေါ့နော်။ဘာလို့လဲဆိုသူ့ကြောင့်မလို့လူ12ယောက်တက်ခံရတယ်လေ။အဲ့ဒါကြောင့်မလို့ဝစ်လေတယ်ပေါ့နော်။ဂျန်နက်အပါအဝင်လူ20ကျော်ကိုဖမ်းဆီးပြီးတော့လန်ကာရှိုင်းယာကတ်စတယ်ထဲမှာအကျဉ်းချခံခဲ့ရတယ်။ဒီတစ်ချိန်မှာတော့တက်သေးအထောက်ထားတွေကအားနည်းလွန်းတာကြောင့်မလို့အမှုကို Kim Charles ရဲ့အမိန့်နဲ့ဒီပြန်လည်စစ်ဆေးဖို့လန်ဒန်မှာတင်ပြခဲ့တယ်။နောက်ဆုံးမှာတော့အထူးသက်သေတယောက်ရဲ့ထွက်ဆိုချက်ကိုပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက်သေတယ်မချတော့ဘဲနဲ့ဒီအမှုကပြတ်သွားခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဂျန်နက်ကအသက်ရှင်လျက်လွတ်မြောက်ခဲ့သလားဆိုတာလည်းမသိကြဘူး။လန်ကတ်စတာကတ်စတယ်အကျဉ်းထောင်ကအရန်ကိုစိုးဝါးပြီးတော့အရန်ညံ့ပြင်းပြီးတော့အကျဉ်းသားတွေကအစာရေစာပြက်လက်မှုတွေယောဂဗျာတွေမကြာခဏသေဆုံးခဲ့ရတယ်
မှတ်တမ်းအတိအကျတော့မရှိပေမဲ့သမိုင်းပညာအချို့ကဂျန်နတ်ကအကျဉ်းထောင်ထဲမှာပဲတည်ဆုံးနိုင်ခြင်းများတယ်ပေါ့နော်အဲ့လိုယူဆခဲ့ကြတယ်ဒီနေ့ထိတော့ဂျန်နတ် device ရဲ့နောက်ဆုံးဘဝကသမိုင်းထဲမှာအကြီးမားဆုံးလိုအပ်ချက်တစ်ခုဖြစ်နေရှိနေစေပဲသူမကအာနာပိုင်တွေရဲ့ဖိအားအောက်မှာတက်တည်ထွက်ခဲ့ရတဲ့ကလေးတယောက်လားဒါမှမဟုတ်သူယုံကြည်ထားတာကိုတကယ်ပဲပြောခဲ့တာလားသူသိထားတာကိုတကယ်ပဲအမှန်အကန်ထွက်ဆိုခဲ့တာလားဘယ်သူမှလည်းအတိအကျမသိနိုင်ဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ဖန်ထဝက်ချီရဲ့ဖြစ်ရက်မှာလူ10ယောက်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တဲ့အသက်9နှစ်အရွယ်ကလေးမလေးကနောက်ဆုံးမှလည်းကိုယ်တိုင်အဲ့ဒီစနစ်ရဲ့သားကောင်တစ်ယောက်ဖြစ်လာခဲ့တယ်ဆိုတာပါပဲဒီအဆုံးသက်ကပန်တဝစ်ချရဲ့တမိုင်းမှာအနာကျင်ရဆုံးအခန်းတစ်ခန်းအဖြစ်နဲ့ယနေ့တိုင်ပြောဆိုနေကြစေအဲ့ဒီ16ရာစု18ရာစုကဒီဆုံးမတွေဘာကြောင့်မလို့အလွန်များပြားခဲ့တယ်လဲဆုံးမဆိုပြီးတော့ဆွဆွဲမှုတွေအလွန်များပြားခဲ့တယ်လဲဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြပေးမယ်နားထောင်ခြင်းနဲ့ဆိုရင်တော့ဆက်ပြီးတော့နားထောင်ကြည့်လိုက်ပေါ့နော်ကျမတော့ဒီနေ့ဒီမိုးအေးအေးလေးနဲ့ဒီဆုံးမအကြောင်းလေးအိယာဝင်ပုံပြင်အနေနဲ့နားထောင်ရတာငယ်ငယ်ကလေးအရင်ကြိုက်တဲ့သူဆိုတော့ကြိုက်တဲ့လူလည်းရှိနိုင်မယ်လို့ထင်ပါတယ်အဲ့ဒီ16ရာစုကအင်္ဂလန်မှာဆုံးမဆွဆွဲမှုတွေဘာကြောင့်မလို့အလွန်များပြားခဲ့တယ်လဲဆိုတော့ဒီပန်တဝစ်ဖြစ်ရလို့ဆုံးမအမှုတွေကအဲ့ဒီခေတ်အင်္ဂလန်နိုင်ငံထဲမှာဒါမဟုတ်ဘဲနဲ့ဥရောပတဝမ်းမှာအများအပြားကြီးဖြစ်ပွားခဲ့တယ်ဒီနေ့ခေတ်အမြင်နဲ့ဆိုရင်အံ့ဩစရာကောင်းနေမှာဖြစ်ပေမဲ့အဲ့ဒီခေတ်လူတွေအတွက်ကတော့ဆုံးပညာကတကယ့်ကိုအန္တရာယ်တစ်ခုလုံးယုံကြည်ခဲ့ကြတယ်ဒီလိုဆွဆွဲမှုတွေများပြားလာတဲ့အကြောင်းရင်းကတော့ဘာသာရေးယုံကြည်မှုနဲ့နတ်ဆိုးတွေအပေါ်မှာကြောက်ရွံ့မှုပေါ့နော်1600ခုနှစ်ဝန်းကျင်မှာအင်္ဂလန်မှာလူအများစုကခရစ်ယာန်ဘာသာကိုပဲယုံကြည်ကိုးကွယ်ခဲ့ကြတယ်အဲ့ဒီခေတ်လူတွေရဲ့ယုံကြည်ချက်အရဘုရားသခင်ကကောင်းမှုကိုစားပြုတယ်စာတန် devil ပေါ့နော်သူကမကောင်းမှုကိုစားပြုတယ်ဆုံးမတွေကစာတန်နဲ့ပူပေါင်းပြီးတော့လူတွေကိုဒုက္ခပေးတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ယုံကြည်ခဲ့ကြတယ်ဒါကြောင့်မို့လို့ဖြားနာတာတွေတိတ်ဆုံးတာတွေမိုးခေါင်တာတွေတိတန်ပြတ်တာတွေဖြစ်လာရင်တဘာဝအကြောင်းရင်းကိုမသိသေးတဲ့အတွက်ကြောင့်မလို့တယောက်ကမကောင်းတဲ့မှော်ပညာသုံးနေတာဖြစ်မယ်တယောက်ကသူတို့ရဲ့စွမ်းအားနဲ့စွမ်းအင်နဲ့ဒီဟာတွေကိုလှုပ်လိုက်တာဖြစ်မယ်ဆုံးမတွေကသူတို့ရဲ့စုံပညာနဲ့ဒီဟာတွေကိုဒီလိုဖြစ်အောင်လုပ်လိုက်တာဖြစ်မယ်ဆိုပြီးတော့မှနေလွယ်လွယ်ကူကူယုံကြည်ခဲ့ကြတယ်နောက်တစ်ခုကသိပ္ပံပညာလည်းမတိုးတက်သေးတာကြောင့်မလို့လည်းဖြစ်တယ်အဲ့ဒီခေတ်မှာစေပညာလည်းမတိုးတက်သေးဘူးယောဂဖြစ်ရတဲ့အကြောင်းရင်းတွေကိုလည်းမသိသေးဘူးယာတိဥရုအပြောင်းလဲတွေကိုလည်းနားမလည်သေးဘူးဥပမာကလေးတစ်ယောက်ကရုတ်တရက်ဖျားသွားတယ်နွားတွေကတေသွားတယ်တိနံတွေကယာတိဥရုကြောင့်မဖြစ်ထွန်းဘူးဆိုလို့ရှိရင်ဒီနေ့လိုမျိုးဘက်တီးရီးယားဗိုင်းရပ်စ်ယာတိဥရုအဲ့ဒါတွေကိုသူတို့ကမသိသေးတာကြောင့်မလို့ဆုံးမတွေကြောင့်အဲ့ဒါကြောင့်မလို့ဘောနော်နတ်ဆိုးတွေကြောင့်မလို့လို့ဆိုပြီးတော့အပြစ်တင်ခဲ့ကြတယ်ဒီစရန်သားအားနည်းသူတွေကလည်းအလွယ်ကူဆုံးသားကောင်တွေဖြစ်ခဲ့ပေါ့နော်ဆွတ်ဆွဲစရာအလွယ်ကူဆုံးသားကောင်တွေဖြစ်ခဲ့တယ်ဆုံးမလို့ဆွတ်ဆွဲခံရတဲ့သူတွေကအများစုอ่ะဆိုရင်စရန်သားအမျိုးသမီးတွေအသက်ကြီးတဲ့မိန်းမတွေတယောက်တည်းနေထိုင်တဲ့သူတွေလူမှုအတိုင်းဝိုင်းမှာအားနည်းတဲ့သူတွေဖြစ်ကြတယ်သူတို့ကအဲ့ဒီခေတ်မှာဆိုရင်ကျမတို့ဒီခေတ်တွေကရုပ်ရှင်တွေကိုကြည့်မယ်ပေါ့နော်ဒီခေတ်တွေကိုပြန်လဲရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုကြည့်မယ်ဆိုရင်အဝတ်အစားတွေကလည်းအရန်ကိုညှိုးနွမ်းနေမယ်ပြီးတော့သူတို့ရဲ့ခေါင်းတွေမှာလည်းဒီလိုမျိုးခြုံပွားလိုမျိုးဟာတွေစောင်းထားကြမယ်ဆင်းရဲပြီးတော့ချိုးတဲကြတော့သူတို့ကအရန်ကိုတိမ်ငယ်နေရလေအဲ့ဒါကြောင့်မလို့သူတို့ကအမြဲတမ်းခေါင်းတွေမှာဆိုအုပ်ထားကြတယ်ဒီချွန်ကြီးတွေနဲ့ပုံစံမျိုးပါတဲ့ဟာကြီးနဲ့အုပ်ထားကြပေါ့နော်အထူးသဖြင့်ဒီအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ကဆေးမီးတို့ပေးတာမျိုးပေါ့နော်အိမ်နီးချင်းနဲ့ရန်ဖြစ်တာမျိုးအဲ့ဒါမျိုးတွေရှိလာရင်ဒီနောက်ပိုင်းမှာသူတို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောရင်းဆိုရင်လည်းတိုက်ဆိုင်ပေါ့နော်ကိုရီးမြန်မာနိုင်ငံမှာလည်းရှိရလေသိရမလားငါဒီအဖွားပေးလိုက်တဲ့ဟာကိုစားပြီးမှငါကဒီလိုမျိုးဖြစ်တာဆိုပြီးတော့အဲ့လိုတိုက်ဆိုင်မှုတွေပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာအလွယ်တကူနဲ့အပြစ်တင်ကြပေါ့နော်အလွယ်တကူနဲ့ဆွဆွဲကြတယ်လူတွေကဒီခက်ခဲနေတဲ့အချိန်တွေမှာအကြောင်းရင်းတစ်ခုကိုရှာကျင်ကြရတယ်သိရမလားဒီတစ်ခုခုဖြစ်တဲ့အချိန်မှာတစုံတစ်ယောက်ကိုအပြစ်တင်ကျင်ကြတယ်ဥပမာဒီငတ်မှုဖြစ်တဲ့ယောဂပြတ်နေစီးပွားရေးကျဆင်းနေအဲ့ဒါဆိုလို့ရှိရင်ဘသူကြောင့်မို့လို့လဲဆိုတဲ့မေးခွန်းတစ်ခုအတွက်ပေါ့ပုံချစရာအပြစ်ခံမဲ့အပြစ်သားတစ်ယောက်က
လိုလာတယ်အဲ့ဒီအချိန်မှာဆုံးမဆိုတဲ့အယူအဆတွေကလူတွေရဲ့ကြောက်ရွံ့မှုပုံချဖို့အတွက်အလွယ်ကူဆုံးတရက်ခံပေါ့နော်တားကောင်ဖြစ်လာခဲ့တယ်ဒီအာနာပိုင်တွေကလည်းဆုံးမအမဲလိုက်မှုကိုအဲ့ဒီအချိန်မှာအရန်အားပေးခဲ့တယ်အဲ့ဒါလေးကြောင့်မလို့လဲဒီဆုံးမဆိုတဲ့အယူအဆကြီးကအရန်ကြီးမားလာပေါ့နော် King James ကဒီသူအဲ့ဒီလိုဘယင်တွေရတော့မှဆုံးပညာကိုတကယ်ရှိရဆိုပြီးတော့ယုံကြည်ခဲ့ကြအကြောင်းလို့ပေါ့နော်သူတော်မှအဲ့လိုယုံကြည်တယ်ဆိုရင်သူ့အောက်ကဒီတရားသူကြီးတွေဒေသခံအရာရှိတွေကလည်းသူတို့ကိုသူတို့ဒီဘယင်ရဲ့မျက်နှာသာပေးမှုကိုခံရအောင်လို့မကောင်းမှုကိုဖယ်ရှားရငါတို့ကမကောင်းမှုကိုဖယ်ရှားနေတဲ့သူတွေဆိုပြီးတော့မှနေသူတို့ကိုသူတို့အဲ့လိုမျိုးယုံကြည်ပြီးတော့အမှုတွေကိုဆက်လက်ပြီးတော့မှနေလှုပ်ဆောင်ခဲ့တယ်ရန်ညိုးနဲ့ဒီကိုရေးကိုတာပြဿနာတွေကိုဆုံးမအဖြစ်နဲ့ဆုံးမအမှုအဖြစ်နဲ့အသုံးချတာတော့ပေါ့နော်ဒီလူကဆုံးမမဟုတ်ဘူးဆိုတာသိရတဲ့နဲ့ဒီကိုနဲ့သူကြားမှာရှိတဲ့ရန်ညိုးတွေပြီးတော့ခါကြတော့ဒီကိုရေးကိုတာပြဿနာတွေကိုဖြေရှင်းချင်တာပေါ့နော်ဒီထားလိုက်ပါတော့ဒီမိန်းမတစ်ယောက်နဲ့ဒီအရာရှိတစ်ယောက်နဲ့ပတ်သက်ခဲ့တယ်ဒါပေမဲ့ဒီမိန်းမမှာတကယ်လို့ကိုလေးလက်ဝင်ရှိသွားခဲ့တယ်ဆိုရင်တော့မှဒီလူကမယူနိုင်ဘူးလေသူ့ရဲ့ဂုံတိတ်ခါတွေကြာဆင်းသွားမှကြောက်တာတော့ဘာလို့ဆိုလို့ရှိရင်မယူချင်တဲ့အတွက်ကြောင့်မလို့ဒီမိန်းမကိုစုံမအဖြစ်နဲ့ဆွတ်ဆွဲပြီးတော့မှနေလက်စားချေတာမျိုးတွေလုပ်တတ်တယ်ပေါ့နော်အိမ်နီးချင်းဖြစ်တဲ့ဒီရန်ဖြစ်ထားတဲ့သူတွေကိုလည်းအဲ့အချိန်ကဆုံးမဆိုပြီးတော့လွယ်လွယ်ကူကူဆွတ်ဆွဲနိုင်ခဲ့ကြတယ် Panther Witch Tree မှာဆိုလို့ရှိရင် device မိသားစုနဲ့ချက်ထောက်မိသားစုတို့ကြားမှာအညိုအတေးတွေကအမှုကိုပို့ပြီးတော့ကြီးလာစေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ခဲ့တယ်ဒီအနှစ်ချုပ်ရရင်16ရာစုနဲ့18ရာစုတွေမှာဆုံးမဆွတ်ဆွဲမှုတွေကများပြားခဲ့တာတွေကလူတွေကရိုးရိုးတန်းတန်းပေါ်ယူကြအားကြလို့မိုက်မဲကြလို့တခုတည်းမဟုတ်ဘူးအဲ့ဒီခေတ်မှာဘာသာရေးယုံကြည်မှုတိတ်ပံမတိုးတက်မှုဒီစင်ရဲမွဲတေမှုအကြောက်တရားပြီးတော့ခါကျတော့နိုင်ငံရေးဖိအားဒီလူမှုရေးအညိုအတေးကလေးစားတွေနဲ့ပေါင်းဆက်ပြီးတော့လူအများကိုဆုံးမဆိုတဲ့အယူအဆအနောက်ကိုလိုက်စေခဲ့တာဖြစ်တဲ့ Panther Witch ရဲ့ဖြစ်ရဟာဒီအရာတွေကိုပေါင်းစည်းသွားတဲ့အခါမှာအပြစ်မဲ့တဲ့လူသားတွေစီကိုဘလောက်အထိတောင်တားကောင်ဖြစ်နိုင်လဲဆိုတာပြသနေတဲ့သမိုင်းဝင်ဖြစ်ရတစ်ခုပဲဖြစ်တဲ့ Panther Hill ကဆိုရင်ဒီနေ့အထိတောင်မှပဲအဲ့ဒီနေရာကနာမည်ကြီးနေသေးပဲပေါ့နော်။ဘာကြောင့်မလို့လဲဆိုရင် Panther Hill ကပထမအဆုံးအနေနဲ့ဒီ Panther Witch တွေနေထိုင်တဲ့နေရာဒေသဖြစ်ခဲ့ဘူးတဲ့1612ခုနှစ်မှာ Elizabeth Device, Alison Device, Oden Mike ပြီးတော့ Chathouse, Old Chathouse ပေါ့နော်။ဒီအဲ့လူတွေနဲ့ဒီတခြားသူတွေကဒီပတ်ဝန်းကျင်မှာနေထိုင်ခဲ့ကြတယ်။အဲ့ဒီအချိန်ကလူတွေကသူတို့ကိုဆုံးပညာနဲ့အသုံးပြုတဲ့သူဆိုပြီးတော့ဆွတ်ဆွဲခဲ့ကြတယ်။ဒီဆွတ်ဆွဲမှုတွေရဲ့နောက်ဆုံးမှာ Lancaster Castle အထိရောက်သွားခဲ့တယ်။ဒါကြောင့်မလို့ Panther Hill ကဆုံးမတွေရှိခဲ့တဲ့နေရာဆုံးမတွေနေခဲ့တဲ့နေရာဆိုပြီးတော့ဒီနေ့ထိတောင်မှပဲဒဏ္ဍာရီတွေနဲ့လူသိများတယ်။နောက်တစ်ချက်က Panther Witch Trees ဟာလို့ဆိုလို့ရှိရင်မှတ်တမ်းအပြည့်စုံကြန့်ရှိနေခဲ့တဲ့ဆုံးမအမှုတွေကတခုဖြစ်တယ်။အဲ့ဒီခေတ်မှာဥရောပမှာဆုံးမဆွဆွဲမှုတွေအများကြီးဖြစ်ခဲ့ပေမဲ့ Panther ဖြစ်ရမှာတော့တရားရုံးမှတ်တမ်းတွေတပ်တွေထွက်ဆိုချက်တွေဆွဆွဲခံရသူတွေရဲ့နာမည်တွေဖြစ်စဉ်အသေးစိတ်တွေကကြန့်ရှိနေခဲ့တယ်။ဒါကြောင့်မို့လို့တမိုင်းပညာရှင်တွေကဒီအမှုကိုယနေ့အထိလေ့လာနိုင်နေကြတယ်။ Panther Hill ကအယူသီးမှုတွေနဲ့ကြောက်တရားရဲ့သင်ခန်းစာတစ်ခုအဖြစ်လဲအရေးကြီးတယ်။ယနေ့ခေတ်မှာလူအများစုက Panther Witch တွေဟာတကယ်ဆုံးမတွေမဟုတ်ဘဲဘာသာရေးအယူသီးမှုဆင်းရဲမွဲတေမှုလူမှုရေးအညိုအတေးနိုင်ငံရေးဖိအားသိပ္ပံပညာမတိုးတက်သေးမှုအဲ့ဒါတွေကြောင့်မို့လို့တားကောင်ဖြစ်ခဲ့ရတယ်ဆိုပြီးတော့ယူဆနေကြတယ်။ဒါကြောင့် Panther Hill ဟာဆုံးမရှိတဲ့နေရာဆိုတာထက်လူသားတွေရဲ့အကြောက်တရားနဲ့ယုံကြည်ချက်တွေကြောင့်ဘလောက်ထိအမှားလုံနိုင်ခဲ့တယ်လဲဆိုတာကိုသတိပေးနေတဲ့သမိုင်းဝင်နေရာဖြစ်လာခဲ့တယ်။ယနေ့ဒီ Panther Hill ကခရီးသွားတွေအများအပြားလာရောက်တဲ့နေရာတစ်ခုဖြစ်တဲ့လူတွေက Panther Witch Tree ဆိုတဲ့ဒီသမိုင်းကြောင်းလမ်းကြောင်းကိုလိုက်လံကြည့်ရှုကြတယ်။ Panther ရွာနဲ့ဒီပတ်ဝန်းကျင်ဒေသတွေကိုလေ့လာကြတယ်။ Lancaster Castle ကိုတွားရောက်ကြည့်ရှုလေ့လာကြတယ်။1612ခုနှစ်ဖြစ်ရတဲ့အမှန်တရားကိုလေ့လာကြတယ်။ဒါအပြင် Panther Hill ကစာအုပ်တွေမှတ်တမ်းရုပ်ရှင်တွေ podcast တွေနဲ့ဒီရုပ်ရှင်ဇာတ်လမ်းတွေရဲ့အကြောင်းအရာတစ်ခုလည်းဖြစ်လာခဲ့တယ်ကြောရိုးအကြောင်းအရာပေါ့နော်ဒီ Panther Hill ကိုကြောရိုးတည်ပြီးတော့မှနေ podcast လောက်ကြတယ်ရုပ်ရှင်ဇာတ်လမ်းတွေလောက်ကြတဲ့နေရာတစ်ခုဖြစ်လာခဲ့တယ်အထူးသဖြင့်တော့ true crime နဲ့ဒီ dark history စိတ်ဝင်စားတဲ့သူတွေအတွက်ပေါ့နော် Panther Witch တမိုင်းကဒီနေ့အထိစိတ်ဝင်စားစရာအကောင်းဆုံးသမိုင်းအမှုတွေကတစ်ခုဖြစ်တယ်ကျွန်မကိုယ်တိုင်လည်းအရင်စိတ်ဝင်စားတယ်
အနှစ်ချုပ်ဆိုရလို့ရှိရင် Pantel Hill ကစုံးမတွေတကယ်ရှိခဲ့တဲ့နေရာဖြစ်လို့နာမည်ကြီးတာမဟုတ်ဘူးဒီနေရာကလူသားတွေရဲ့ကြောက်ရွံ့မှုအယူသီးမှုအာဏာအသုံးချမှုနဲ့တရားမျှတမှုဒီပြက်ကွက်မှုတွေကြောင့်မို့လို့ပေါ့နော်တရားမျှတမှုတွေရဲ့ပြက်ကွက်မှုတွေကြောင့်မို့လို့ဖြစ်ပေါ်လာခဲ့တဲ့တမိုင်းဝင်နေရာတစ်ခုအဖြစ်နဲ့ကိုစားပြုနေစေရှိတယ်ဒါကြောင့်မို့လို့ဒီနေ့အထိအောင်ကဘာကျော်နေစေဖြစ်တယ်ကဲအခုနားထောင်နေတဲ့သူတွေကရောဒီ Pantel Hill အကြောင်းကိုဘယ်လိုထင်တယ်လဲဒီ Pantel Hill ရဲ့ဖြစ်ရပ်တွေထဲမှာပါဝင်ခဲ့ကြတဲ့သူတွေကိုတကယ်ပဲဆုံးမလို့ထင်သလားဒီခေတ်ပညာတွေမတိုးတက်သေးလို့တဘာဝတရားကြီးရဲ့အကြောင်းအရာတွေကိုနားမလည်သေးလို့ဆင်းရဲမွဲတေမှုတွေကြောင့်မို့လို့လူမှုရေးအညှိုးတေးတွေနိုင်ငံရေးဖိအားတွေကြောင့်မို့လို့အဲ့ဒါတွေကြောင့်မို့လို့ထင်သလားဘယ်လိုထင်တယ်လဲ comment လေးမှာမျှဝေပေးကြအောင်နော်အားလုံးကိုကျေးဇူးတင်